S ဟုတ်ပြီဒါဘာဖြစ်လို့အဲ့ဒါ S ပေါင်းတာရော နေပေါင်းမြတ်တာအသက်ပါဖြစ်လာအများကြီးဟုတ်တယ်အဲ့ကြောင့်မို့ S ပေါင်းလိုက်တာဟုတ်ပြီနောက်တစ်ယောက်မိဘာဖြစ်လို့ ES ပေါင်းတာရောစားကြပြဆိုမှာအေးကြပြဆိုပြအဲ့ဆိုအသက်ဆုံးမယ်ဆိုသူတို့ကလည်းရင်းနဲ့ဆက်နာအများဟုတ်ပြီတရွက်များလုပ်ပေးမယ်ဟုတ်ပြီဒါဘာဖြစ်လို့အဲ့လိုမျိုးရေးလိုက်တာရောအမနဲ့ပြီးပြောင်းလာနောက်မှာ ES လားဟိုစောစောစီအခက်လေးနဲ့ကောင်း EOY S Y ဒါဘာဖြစ်လို့ S ပေါင်းတာရောဝိုင်းဆုံးနေတော့ဝိုင်းရှင်းမှာနော်ဟိုတရစီကြီးကတရတွေ့လားစပေါထားတရမတွေ့ပါပြောရင် IES နဲ့တွေ့အခုကတရတွေ့လို့လားမတွေ့လို့လားဝိုင်းရဲရှိမှာတရမတွေ့ဘူးလားတရဘာတွေ့အောင်ဝိုင်းရဲရှိမှာဟုတ်တယ်တရတွေ့လို့ပါပဲပေါင်းလိုက်တာရော S ပဲပေါင်းလိုက်တာဟုတ်ပြီရ E A B ဟုတ်ပြီဒါဘာဖြစ်လို့အဲ့လိုရေးလိုက်တာလဲဟုတ်စမအစားဆိုဝိုင်းဆုံးနေတော့တရစီကြီးပါတရတွေ့လားအစပေါင်းလားတရမတွေ့ပါပြောရင် IES နဲ့တွေ့အခုကဝိုင်းရဲရှိမှာတရတွေ့လို့လားမတွေ့လို့လားတရမတွေ့ဘူးတရမတွေ့လို့ဘာလုပ်လိုက်တာ IES ပေါင်းတယ်ဝိုင်းဖြုတ်ပြီးတော့ IES ပေါင်းလိုက်တာဟုတ်ပြီယောက်ျားကြီးအများကြီးဆိုတော့ဟုတ်ပြီမိဘာဖြစ်လို့ ambient man လို့ရေးလိုက်တာအောင်အလဲအဲ့ရလားအတွဲတရပြမိုးရအိမ်မဤတို့လားအလဲဘူးများငယ်များဆိုဘာဖြစ်လို့အဲ့လိုမျိုးရေးလိုက်တာအောင် geese လို့အလဲအဘူးအများကွယ်ဤပြောင်းရတယ်ဟုတ် MICE mice ဘာဖြစ်လို့ MIC mice လို့ရလဲ OUS နဲ့ဆိုပေး IC ဒီနဲ့ပဲဟုတ်တယ်ကြွက်မြဟုတ်ပြီကလေးအများကြီးဖြစ်ရှင်တော့children ဟုတ်ပြီကြပြားပါနဲ့ပြောင်းလိုက်တာကလေးတယောက်ရှာနေမှာအာရမှာဟုတ်ပြီ accent ဘာဖြစ်လို့ accent လို့ရေးလာလဲ NTEN ပေါ့ accent ဖြစ်ပါကြောင်းဟာပတ်ထုံးငါအများကြီးဆိုတော့ fish ဘာဖြစ်လို့ fish ပဲရေးရအောင်အနေအများမပြောင်းတာ fish ကြီးရရှိပါဟုတ်ပြီ